အားလုံးပဲမင်္ဂလာပါဖျားသခင်ကိုကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့တော့သိပ္ပံနဲ့ဘာသာရေးဆန့်ကျင်မှုဆိုတဲ့ကဏ္ဍကိုလေ့လာကြည့်မှာဖြစ်ပါတယ်သိပ္ပံနဲ့ဘာသာရေးဆန့်ကျင်မှုဟာခေတ်သစ်လူငယ်များနဲ့အတိုက်ခံများကိုရင်ဆိုင်ရမှာအလွန်ရေးပါတဲ့ခေါင်းစဉ်တစ်ခုဖြစ်ပါတယ်လူများစုကသိပ္ပံပညာတိုးတက်လာတာနဲ့အမျှဘာသာရေးကခင်းနောက်ကြပြီးမှားယွင်းသွားပြီလို့ယုံကြည်နေကြပါတယ်ဒီချက်ကိုဘလို့တဟဇာတဖြစ်စွာချင်းကပ်ပြီးတော့ခရစ်ယာန်ယုံကြည်ခြင်းကိုခိုင်မာစွာကာကွယ်ရမလဲဆိုတဲ့အစီအစဉ်ကိုဖော်ပြပေးမှာဖြစ်ပါတယ်သိပ္ပံနဲ့ဘာသာရေးဆန့်ကျင်မှုဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့သိပ္ပံပညာကဖန်ဆင်းခြင်းကိုမှားကြောင်းသက်သေပြနေပြီးမဟုတ်လားသိပ္ပံကိုယုံရင်ကျမ်းစာကိုဘလို့ယုံကြည်နိုင်တော့မလဲဆိုတဲ့မေးခွန်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့လောကအမြင်ကအကြီးမားဆုံးတိုက်ပွဲတစ်ခုကိုရင်ဆိုင်ဖြေရှင်းမှာဖြစ်ပါတယ်သိပ္ပံပညာနဲ့ဘာသာရေးကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကလူတွေကပြောကြတယ်ဆရာကြီးကျွန်တော်တို့ဟာကျောင်းမှာ Big Bang Theory ကိုသင်ရတယ်စင်ကဲပြောင်းလဲမှု evolution ကိုသင်ရတယ်လို့ဆိုခြင်းဖြစ်တယ်ဒီတော့ကမ္ဘာဦးကျမ်းမှာဖော်ပြထားတဲ့ရက်သက်တစ်ပတ်9ရက်နဲ့ဖန်ဆင်းခြင်းကိုဘယ်လိုလက်ခံနိုင်တော့မလဲဆိုတဲ့ချက်ဖြစ်ပါတယ်ကျွန်တော်တို့ခရိယန်တွေဟာသိပ္ပံပညာကိုလက်မခံတဲ့ခေတ်နောက်ကျနေသူတွေလားဒီမေးခွန်းရဲ့အဖြေကခရိယန်အသက်တာအတွက်အရေးကြီးခြင်းဖြစ်ပါတယ်ဒါကြောင့်ကျမ်းစာအမှန်တရားဖြစ်တိဆောက်ခြင်းကိုပြုပေးမှာဖြစ်ပါတယ်သိပ္ပံနဲ့ကျမ်းစာရဲ့ကဏ္ဍခွဲခြားမှု၃ခုဖြင့်ရှင်းလင်းစွာပြောပြပေးမှာဖြစ်ပါတယ်ဒါကြောင့်အဆင့်1အနေနဲ့ကျမ်းစာနဲ့သိပ္ပံရဲ့မေးခွန်းများခွဲပြားခြင်းအဆင့်2အနေနဲ့ဘုရားသခင်သည်အစပြုသူနှင့်ပြည့်ညတ်ရှင်ဖြစ်ခြင်းအဆင့်3အနေနဲ့ကျမ်းစာ၏အဓိကရွေချက်ဆိုတဲ့အချက်3ချက်အဖြစ်ရှင်းလင်းပေးမှာဖြစ်ပါတယ်ဒါကြောင့်အဆင့်1ကျမ်းစာနဲ့သိပ္ပံ၏မေးခွန်းများကွဲပြားခြင်းအကြောင်းအရာနဲ့ပတ်သက်ပြီးတော့စာလံ19:1မှာမိုးကောင်းကင်သည်ဘုရားသခင်၏ဘုန်းတော်ကိုကြွေးကြော်၏မိုးမျက်နှာကျက်သည်လက်တော်နှင့်ဖန်ဆင်းသောအရာကိုပြသ၏လို့ဖော်ပြချက်ကိုတွေ့ရမှာဖြစ်တယ်ဆိုလိုတဲ့အဓိပ္ပာယ်ကသိပ္ပံပညာနဲ့ဘာသာရေးဟာရန်သူတွေမဟုတ်ပါဘူးသူတို့ဟာမေးခွန်းချင်းကွဲပြားပါတယ်လို့နားလည်မှာဖြစ်ပါတယ်သိပ္ပံကဘလို့လဲဆိုတဲ့ဟောင်းဆိုတဲ့မေးခွန်းကိုဖြေပါတယ်ဥမာစัจ java ဘလို့ပေါက်ကွဲဖြစ်ပေါ်လာတာလဲကျမ်းစာကတော့ဘာကြောင့်လဲဝိုင်းဆိုတဲ့မေးခွန်းကိုဖြေတာဖြစ်ပါတယ်ဥပမာဘုရားသခင်ကဘာရည်ရွယ်ချက်နဲ့ဖန်ဆင်းတာလဲဆိုတဲ့အချက်ဖြစ်ပါတယ်ဘုရားသခင်ရဲ့လက်ရဖန်ဆင်းခြင်းကိုလေ့လာခြင်းကဘုရားသခင်ရဲ့ဘုန်းတော်ကိုပို့ပြီးမြင်စေတယ်လို့စာလံကျမ်းကဆိုပါတယ်သိပ္ပံပညာရှင်တဦးဟာစัจ java ကိုလေ့လာရင်းဘုရားသခင်ရဲ့ကြီးမြတ်မှုကိုပို့ပြီးရှာဖွေတွေ့ရှိသင့်ပါတယ်လို့နားလည်ရမှာဖြစ်ပါတယ်ဒါကြောင့်အဆင့်2အနေနဲ့ဘုရားသခင်သည်အစပြုသူနှင့်ပြည့်ညတ်ရှင်ဖြစ်ခြင်းဆိုတဲ့အကြောင်းကိုနားလည်နိုင်ဖို့ကဘာဦးတစ်ကအစဦး၌ဘုရားသခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏လို့ဖော်ပြချက်ကိုတွေ့ရမှာဖြစ်တယ်ဆိုလိုတဲ့အဓိပ္ပာယ်ကသိပ္ပံပညာကကဘာကြီးဟာ Big Bang ကနေစတင်တယ်လို့ပြောပါတယ်ဒါဆိုရင် Big Bang ရဲ့အစဦးမှာဘယ်သူကစတင်ပြီးတော့စွမ်းအင်ကိုထောက်ပံ့ပေးခဲ့တာလဲဆိုတဲ့ပြန်လည်မေးရမယ့်မေးခွန်းဖြစ်ပါတယ်ကဘာဦးတစ်ကအစပြုသူကဘုရားသခင်ဖြစ်ကြောင်းကိုရှင်းပြထားပါတယ်ဒါအပြင်ကဘာကြီးကိုလေပတ်စေတဲ့ဖိအားဓာတုဗေဒနိယာမစတဲ့သိပ္ပံပညာတွေအားလုံးကိုဘယ်သူကဖန်တီးခဲ့တာလဲဘုရားသခင်ဟာဖန်ဆင်းရှင်သာမကဖန်ဆင်းခြင်းကိုစနစ်တကျလေပတ်စေတဲ့ပညာရှင်လဲဖြစ်တယ်ဆိုတာကိုဖော်ပြနေတာဖြစ်ပါတယ်ဒါကြောင့်အဆင့်3အနေနဲ့ကျမ်းစာရဲ့အဓိကရည်ရွယ်ချက်ကိုနားလည်ဖို့လိုအပ်ပါတယ်ဒီကြောင့်နဲ့ပတ်သက်ပြီးနှစ်တိ36မှာကျမ်းစာရှိသမျှသည်ဘုရားသခင်မှုတ်သွင်းတော်မူသောအဖြစ်ဖြစ်၍လို့ဖော်ပြချက်ကိုတွေ့ရမှာဖြစ်တယ်ဆိုလိုတဲ့အဓိပ္ပာယ်ကကျမ်းစာဟာသိပ္ပံဆိုင်ရာကျောင်းသုံးစာအုပ်မဟုတ်ပါဘူးကျမ်းစာရဲ့အဓိကရည်ရွယ်ချက်ကလူသားကိုဘုရားသခင်ထံသို့ပြန်ရောက်အောင်လမ်းညွှန်ပေးဖို့ပဲဖြစ်တယ်လို့နားလည်မှာဖြစ်ပါတယ်ဥပမာကဘာဦးကျမ်းရဲ့ဖန်ဆင်းခြင်းအခန်းကဏ္ဍမှာဘုရားသခင်သည်ဘယ်လိုဖန်ဆင်းခဲ့တယ်ဆိုတာထက်ဘယ်သူကဖန်ဆင်းခဲ့တယ်ဘုရားသခင်နဲ့ဘာကြောင့်ဖန်ဆင်းခဲ့တယ်ဘုန်းတော်အတွက်ဆိုတာကိုအလေးထားဖော်ပြခြင်းဖြစ်ပါတယ်ဒါကြောင့်ဧဝံဂေလိဖြစ်ဏီကုံးချုပ်ခြင်းကိုနားလည်နိုင်ဖို့မိတ်ဆွေတို့ဘုရားသခင်ကိုယုံကြည်ခြင်းဟာသိပ္ပံပညာကိုညှင်းပယ်ခြင်းမဟုတ်ပါဘူးဒါဟာလောကကြီးရဲ့ကြီးမြတ်မှုကိုလေ့လာရင်ဘုရားရှင်ဖန်ဆင်းရှင်ရဲ့ဉာဏ်ပညာကိုချီးမွမ်းခြင်းပဲဖြစ်တယ်လို့နားလည်မှာပါ
သိပ္ပံပညာရှင်တွေဟာဘုရားသခင်ရဲ့လက်ရာကိုလေ့လာပါတယ်ခရိယန်တွေဟာဖန်ဆင်းရှင်ကိုတော်တိုင်ကိုတည်ကျမ်းခွင့်ရကြပါတယ်ကျွန်တော်တို့ဟာလောကကိုအုပ်ဆိုးတဲ့စီးမြင်းတွေသိပ္ပံကိုဖန်တီးခဲ့တဲ့ကျွန်တော်တို့ရဲ့အပြစ်ကိုဖယ်ရှားပေးဖို့လူဘဝနဲ့အသွေးအသားကိုယူဆောင်လာခဲ့တဲ့ဉာဏ်ပညာရှင်ဖြစ်တဲ့ယေရှုခရစ်ကိုယုံကြည်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့သင်ကိုဖိတ်ခေါ်လိုပါတယ်သိပ္ပံပညာနဲ့ပတ်သက်ပြီးသင်ဘယ်လောက်ပဲသင်ယူခဲ့ပါစေသင်ရဲ့အတ္တတာကိုအစပြုခဲ့တဲ့ဖန်ဆင်းရှင်ကိုသင်တည်ကျွမ်းပြီးပြီလားယေရှုခရစ်ကိုယုံကြည်ခြင်းအဖြစ်သာသင်ဟာဘုရားသခင်ရဲ့ကြီးမြတ်တဲ့အစီအစဉ်ရဲ့ရည်ရွယ်ချက်ကိုရှာဖွေတွေ့ရှိနိုင်မှာဖြစ်တယ်ဆိုတာကိုဖော်ပြတာဖြစ်ပါတယ်ဒါကြောင့်ယနေ့ဖော်ပြခဲ့တဲ့အကြောင်းအရာတွေဟာသိပ္ပံနဲ့ဘာသာရေးဆန့်ကျင်မှုဆိုတဲ့အကြောင်းကိုနားလည်ပြီးကျေးဇူးတော်ကိုရွေးချယ်တတ်စေဖို့ရန်ကျမ်းစာများဖြင့်ဖော်ပြမျှဝေခဲ့ခြင်းဖြစ်ပါတယ်။နောက်ထပ်သူအားလုံးပေါ်ဘုရားသခင်ဤကျေးဇူးတော်တက်ရောက်ပါစေ။အာမင်။